ဟုတ်တယ်မယ်သင်ခန်းစာတော့ခက်ခက်အသုံးပြုနည်းသင်ခန်းစာပဲဖြစ်ပါတယ်ခက်ခက်ဆိုတာတော့ကျွန်တော် Windows မှာဆိုရင်အလွယ်တကူနဲ့အသုံးတည့်နိုင်တဲ့ကိရိယာစာပလာလေးပေါ့ဒါတော့အပြင်မှာလည်းရှိပါတယ်ခက်ခက်ဆိုတာကျွန်တော်လုပ်ငန်းတချို့ပေါ့အဆင်ပြေပြေနဲ့အလွယ်တကူအသုံးပြုနိုင်တဲ့တည်ဆောင်သွားနိုင်တဲ့ကိရိယာစာပလာလေးကိုခေါ်တာပါအခုကျွန်တော် Windows ရဲ့ desktop မှာလည်းဒီ Gadgets လေးတွေထားလို့ရပါတယ်ဒီလို Gadgets တွေထားမယ်ဆိုတော့ desktop မှာ right click နှိပ်လိုက်ပါဒီမှာ Gadgets ဆိုတာရှိပါတယ်ဟုတ် Gadgets တွေဝင်လိုက်မယ်ဆိုကျွန်တော်ဒီ Windows မှာငါက Windows 7 မှာပါလာတဲ့ Gadgets တွေကိုတွေ့ရမှာပါဟုတ်ဒီမှာဆိုရင် calendar clock CPU meter စတဲ့ Gadgets တွေတွေ့နေရပါပြီဟုတ်ကိုအသုံးပြုခြင်းတဲ့ Gadgets ပေါ့ဥပမာ calendar ကိုအသုံးပြုခြင်းနဲ့ဆိုရင်ဒီ calendar Gadgets ကို double click နှိပ်ပေးရပါမယ်ဒါဆိုရင် desktop မှာအခုလိုပဲ calendar Gadgets လေးပေါ်လာပါပြီနောက်တစ်ခုကျွန်တော် clock ကိုအသုံးပြုမယ်ဆိုရင် clock ကို double click နှိပ်ပေးလိုက်ပါဒါဆိုရင်နိုင်လေးပေါ်လာပါပြီဒီလိုပဲတခြား Gadgets တွေပေါ့ကိုအသုံးပြုခြင်းတဲ့ Gadgets တွေကို double click နှိပ်ပေးလိုက်ရုံပါပဲ Gadgets တွေမှာဆိုရင်ပုံမှန်ပေါ့ကျွန်တော် desktop မှာရှိနေရပါကိုက software program တစ်ခုဖွင့်လိုက်မယ်ဆိုရင်တော့သူ့ရဲ့အပေါ်ကဖုံသွားပါလိမ့်မယ်ဟုတ်ဒီမှာ paint ဆိုတဲ့ program ဖွင့်လိုက်မယ်ဆိုရင်ဒီ Gadgets ရဲ့အပေါ်ရောက်သွားပါလိမ့်မယ်ဒီ Gadgets လေးကိုလည်းတခြားပုံစံ setting တွေပြောင်းလို့ရပါတယ်ဟုတ် calendar ဆိုတဲ့ Gadgets လေးကိုတခြားပုံစံတစ်မျိုး setting တစ်ခုပြောင်းနေတယ်ဆိုရင်ဒီမှာ button လေးရှိပါတယ် left side ဆိုရင်ဒါသူ side ကြည့်ရပါပြီခုနပုံမှန် side တိုင်းပြန်လို့ခြင်းနဲ့ဆိုရင်ကျွန်တော် smaller side ကိုပြန်ရွေးလိုက်ပါအခုဆိုရင်ကျွန်တော် left side လောက်လိုက်တဲ့ကအောက်က clock တွေပါဖုံသွားပါလိမ့်မယ်ဒီလို Gadget တွေကိုတစ်ခုနဲ့တစ်ခုမထအောင်နေရာရွှေ့ထားလို့ရပါတယ်ဟိုကျွန်တော်နေရာရွှေ့မယ်ဆိုရင်တော့အောက်နားမှာရှိပါတယ် drop ဆိုတဲ့ button တွေပါအခုဒီ CPU meter ဆိုတဲ့ Gadget လေးကိုအောက်ကိုရွှေ့ရမယ်clock ဆိုတဲ့ Gadget လေးကိုအောက်ကိုရွှေ့ရမယ်ဒါဆိုရင် calendar left side လောက်ပြင်နဲ့အောက်က Gadgets ကိုမဖုံမဲ့အခုလိုပေါ်လာတာတွေ့ရမှာပါဒီလိုပဲတခြား Gadgets လေးကိုလည်း setting တွေပြင်လို့ရပါတယ်အခုဆိုရင်ဒီမှာဒီနိုင်ဆိုတဲ့ Gadgets လေးပေါ့ clock လေးကို option ထဲမှာဝင်ပြင်လို့ရပါတယ်ဒါဆိုရင်ကျွန်တော် clock ဆိုတဲ့ Gadget လေးကိုဘယ်လို setting ပြင်မလဲဆိုရင်အခုဆိုရင်ပုံစံလေးဒီမှာပြင်တာပါ next နဲ့တစ်ချက်ချင်းသွားမယ်ဆိုရင်နိုင်လေးပုံစံပြောင်းသွားပါမယ်ကိုစိုက်ကြိုက်နိုင်ပုံလေးရပြီဆိုရင်တော့ OK ကိုနှိပ်လိုက်ပါဒီနိုင်လေးတွေကိုကွန်ပျူတာမှာပေါ့လက်ရှိအချိန်အတိုင်းတာပေါ့ကို location ဒီအခုရန်ကုန်ဆိုရန်ကုန်အချိန်မဟုတ်ပဲတခြားနိုင်ငံအချိန်တွေကိုလည်းသတ်မှတ်ထားလို့ရပါတယ်ဒီလိုမျိုးနိုင်လေးတွေလည်းအများကြီးထားလို့ရပါတယ်ဟိုကျွန်တော်ဒီမှာခဲကိုနာမည်ပေးမယ်ပေါ့ဒီနိုင်လေးကိုရန်ကုန်လို့ပေးမယ်ဆိုရင်ဒီ time zone နေရာမှာရန်ကုန်ရွေးပေးပါဒီမှာရန်ကုန်ဆိုတာရှိပါတယ်ရန်ကုန်ရွေးပေးလိုက်ပါကျွန်တော် second hand လေးကိုပါပြစေခြင်းနဲ့ကျွန်တော် show the second hand ဆိုတာရွေးလိုက်ပါအမှန်ချစ်ပေးလိုက်ပြီး OK နှိပ်လိုက်မယ်ဆိုရင်ဒီနိုင်လေးပြောင်းသွားပါပြီဟုတ်ဒီနိုင်လေးမှာရန်ကုန်ဆိုပြီးရှိနေပါတယ်နောက်နိုင် clock ဆိုတာ double click နှိပ်လိုက်မယ်ဆိုရင်နောက်နိုင်လေးတစ်ခုပေါ်လာပါပြီဒီနိုင်ကိုလည်းပြုပြင်လို့ရပါတယ်ဟုတ်ဒီနိုင်လေးကိုလည်းနာမည်တစ်ခုပေးပါမယ်ပြင်တိုင်းစုံမှာကျွန်တော်လိုချင်တဲ့နိုင်ငံပေါ့ဒီနိုင်ငံရဲ့အချိန်တစ်ခုရွေးပေးပါပြင် OK နှိပ်ပေးပါမယ်ဒါဆိုရင်နောက်နိုင်လေးတစ်ခုပေါ်လာမယ်ဒီနိုင်လေးကိုရွှေ့ခြင်းတဲ့အခါလဲတခြား Gadget တွေလိုပါရဲ့ဒီနေရာလေးဖြည်းဖြည်းရွှေ့လို့ရတယ်ဒီ Gadget တွေရဲ့ပေါ်မှာလည်းဖြည်းဖြည်းရွှေ့လို့ရပါတယ်
လိုပဲတခြားကဲကဲတွေကိုလည်းပြုပြင်ပြောင်းလဲလို့ရပါတယ်ရွှေ့လို့ရပါတယ်ကျွန်တော် picture parser gain လေးဆော့ချင်တော့ဒီကဲကဲလေးကို double click နှိပ်လိုက်ပါဒါဆိုရင်ပေါ်လာပါပြီဒီလိုပဲသူ့ကိုလည်းကိုလိုချင်တဲ့ပုံစံလေးချိန်လို့ရပါတယ်ဒါ parser gain ဆော့တဲ့ကဲကဲလေးပါဟိုတခြားကဲကဲတွေရှိပါတယ်ကျွန်တော်ဒီမှာရှားသေးရူကြည့်ချင်တော့ weather ပေါ့ weather ကဲကဲလေးဖွင့်လိုက်ပါမယ်ဟုတ်ဆိုရင် New York ဆိုပြီးဖြစ်နေပါတယ်ကျွန်တော်တခြား date တစ်ခုအချိန်နိုင်ငံတစ်ခုပြောင်းကြည့်ပါမယ် option နဲ့ဝင်ပါကျွန်တော်ရန်ကုန်ရဲ့ရာသီဥတုကြည့်ချင်တယ်ဆိုရန်ကုန်ရွေးလိုက်ပါရန်ကုန်လို့ရိုက်ပြီးတော့ start မလုပ်ခင်ကျွန်တော် search နဲ့အရင်ရှာပါမယ်ရန်ကုန်ဆိုတာရှိလာတာရန်ကုန်တွေ့ပါပြီကျွန်တော်ရန်ကုန်မြန်မာဆိုတာရှိပါတယ်ဒါဆိုရန်ကုန်မြန်မာကိုရွေးလိုက်ပါပြီး OK ကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်ရန်ကုန်မြို့ရဲ့လက်ရှိ temperature တွေတွေ့နေရပါပြီနောက်ကျွန်တော်နောက်ရက်တွေအတွက်ပါရာသီဥတုတွေသူတို့ခံမှန်းထားတာရှိပါတယ်ဒါကျွန်တော်နေ့ဆိုနေ့ညဆိုညဒီမှာပုံစံလေးပြောင်းနေမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်အခုလိုကဲကဲသုံးနေတာတချို့ဟာတွေ offline သုံးရတာရှိပါတယ်တချို့ကျတော့ online တက်ထားမှရပါတယ်အခုဆိုရာသီဥတုကြည့်ချင်တယ်ဆိုရင်ကိုက online တက်ထားမှရပါမယ် internet ကိုများကိုချိတ်ဆက်ထားပါမယ်ဒါမှသာဟုတ်ရာသီဥတုတပြေးညီကြည့်ချင်တယ်ဆိုရင်ကိုသူတို့ internet ကနေချိတ်ပြီးတော့မိုးလေဝသဌာနအချက်လက်တွေရမှာပါကိုမလိုချင်တဲ့အသုံးမလိုတဲ့ကဲကဲတွေကိုပိတ်ချင်တယ်ဆိုရင်တော့ကျွန်တော်ဒီမှာကြက်ချစ်ကဲလေးရှိပါတယ်ဒီကြက်ချစ်ကဲ close ဆိုတာလေးနှိပ်လိုက်ပါဒါဆိုကိုအသုံးမလိုတဲ့ကဲကဲလေးပိတ်သွားပါလိမ့်မယ်နောက်တစ်ခုကကျွန်တော် Windows မှာပါတဲ့ gadgets တွေကတော့ဒါအကုန်ပါပဲတကယ်လို့ကိုကဒီ gadgets တွေပေါ့တခြား gadgets လေးအသက်ပုံစံလေးတွေတခြား function တွေထပ်သုံးနေတယ်ဆိုကြပါတယ် Get Mode gadgets online ဆိုတာရှိပါတယ်ဒါ online ကနေနောက်ထပ် gadgets အသစ်တွေထပ်ထည့်ဖို့အတွက်ဝင်ရောက်ရှာဖွေတာပါ Get Mode gadgets online ဆိုတာနှိပ်လိုက်မယ်ဆိုကျွန်တော်ဒီ gadgets ရှိရဲ့ web page ကိုရောက်သွားပါလိမ့်မယ်ဒါတော့ Microsoft website ထဲက gadgets page ပါဒါဆိုပေါ်လာပါပြီကျွန်တော် Microsoft ရဲ့ internet ထဲမှာရှိတဲ့ gadgets လေးပါကိုအသုံးပြုချင်တဲ့ gadgets ကိုရွေးလိုက်ပါပြီးရင် download ဆိုတာနှိပ်လိုက်ပါပြီးရင် OK ကိုနှိပ်ပါကျွန်တော်ဒီ gadgets ကို install လုပ်မလာမိမယ်ဆိုရင် install ဆိုတာနှိပ်လိုက်ပါဒါဆိုရင်အခု gadgets လေးတစ်ခုပေါ်လာပါပြီဟိုဒါတော့ကျွန်တော်ဘာသာစကားတွေပေါ့ translate လုပ်ပေးတဲ့ gadgets လေးတစ်ခုပါကျွန်တော်ဒီမှာဆိုရင်ကိုပြောင်းလဲခြင်းတဲ့ဘာသာစကားပေါ့အင်္ဂလိပ်ကနေဘယ်ဘာသာကိုပြောင်းခြင်းတဲ့ဆိုတာမှာရွေးပေးလို့ရပါတယ်ကျွန်တော်အင်္ဂလိပ်စာတခြား language တွေလည်းရွေးလို့ရပါတယ်ကျွန်တော်အင်္ဂလိပ်ကိုရွေးပါမယ်အင်္ဂလိပ်ကနေကျွန်တော်ထိုင်းဘာသာစကားကိုပြောင်းပါမယ်အဲဒါထိုင်းကိုရွေးပေးလိုက်ပါပြီးရင်ကိုရိုက်ခြင်းတဲ့စာပေါ့ကိုပြောင်းလဲခြင်းတဲ့စာကိုဒီနေရာမှာရိုက်ပေးပါပြီးရင် translate ဆိုတာနှိပ်လိုက်ပါဒါဆိုရင်ထိုင်းဘာသာစကားပြောင်းသွားပါပြီဒါတော့ကျွန်တော်ပြောင်းသွားတဲ့ဘာသာစကားပါ
ဟုတ်ပြောင်းသွားတဲ့ဘာသာစကားရဲ့စကားလုံးတွေကျွန်တော်စာရိုက်ချင်တဲ့အခါထည့်သွင်းလို့ရပါတယ်ဒီစာကိုဆက်လက်မှတ်လိုက်ပါပြီးရင် copy ဆိုတာနှိပ်လိုက်ပါကျွန်တော်စာရိုက်တဲ့ program ထဲမှာ control V ကိုနှိပ်လိုက်ပါ edit ကနေ paste ဆိုတာနှိပ်လဲရပါတယ်ဒါဆိုရင်ဒီစာသားပေါ်လာပါပြီဒီလိုပဲတခြားအသုံးဝင်တဲ့ gadgets တွေအများကြီးရှိပါတယ်ကိုထည့်သွင်းနေတဲ့ gadgets ကိုရွေးပြီးတော့ download ဆိုတာနှိပ်ပေးလိုက်ရမှာပဲဒါဆိုရင်တော့ဘေးလက္ခဏာ gadgets လေးတစ်ခုပါinstall ဆိုတာနှိပ်ပါမယ်အဲ့တော့ဒီ gadgets လေးပေါ်လာပါပြီကိုကြိုက်တဲ့ຢာတိတစ်ခုနှိပ်လိုက်မယ်ဆိုရင်သူနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေပေါ်လာပါလိမ့်မယ်ဒါတော့ gadgets အသုံးပြုနည်းသင်ခန်းစာလေးပါ